မင်္ဂလာပါခုပြောပြမယ့်အကြောင်းအရာလေးကတော့အပြင်လောကကြီးမှာတကယ်ဖြစ်ပျက်နေတဲ့ကြုံတွေ့နေရတဲ့အရာတစ်ခုပြောပြပေးခြင်းဖြစ်ပါတယ်။ဘာလဲဆိုရင်တော့ဥပမာပေးပြီးပြောမယ်ဆိုရင်တော့အမျိုးသမီးတယောက်ပေါ့နော်အမျိုးသမီးကလူလူဖြစ်ပါတယ်အပြိုပေါ့နော်အမျိုးသမီးကအပြိုအိမ်တော်မရှိဘူးအပြိုသူနဲ့ပတ်သက်နေတဲ့ချစ်နေတဲ့သူကကြတော့အိမ်တော်ရှိတယ်ဇနီးများရှိတယ်ဒါပေမဲ့လို့အဲ့လူဒီသူ့ရဲ့ဇနီးများနဲ့တရားဝင်ကွဲထားပြီးသားနော်တရားဝင်ကွဲထားပြီးပြီဒီဘက်ကအမျိုးသမီးကလည်းတေချာစုံစမ်းပြီးတော့မှသူ့ကိုလက်ခံပြီးတော့မှသူနဲ့ဇနီးမယားဟောင်းကိုတွားပြီးတော့ဒီအမျိုးသမီးကတွားပြီးတော့တွေ့ဆုံတာတကယ်သူနဲ့ကွဲပြီးပြီလားသူနဲ့ကွဲပြီးပြီလုံးဝအကိစ္စရှင်းတယ်ဆိုရင်ကျွန်မသူ့ကိုလက်ခံမှာမဟုတ်လို့ပါဆိုပြီးတော့ဒါတိတိတသားကြီးကိုတွားပြီးတော့မေးတာပေါ့နော်မေးတဲ့အခါကျတော့ဟိုဘက်ကဇနီးမယားဟောင်းကလည်းတရားဝင်ကွာပြီးသားလုံးဝကင်းရှင်းပါကြောင်းဆိုတော့အတိတ်တွေနဲ့ပြပေးတာပေါ့နော်တက်တွေပြလို့ရရနဲ့ပြပေးတာပေါ့နော်သူတို့ဒီလုံးဝကင်းရှင်းသွားပြီမို့လို့ဒီဘက်ကအမျိုးသမီးဒီအမျိုးသားကိုလက်ခံလိုက်တယ်အိမ်အောင်ပြုတ်လိုက်တယ်လက်ထက်လိုက်တာပေါ့နော်လက်ထက်ပြီးတော့2 နှစ် 3 နှစ်လောက်မှာဘာဖြစ်လဲဆိုရင်ဒီအမျိုးသားဒီတခြားသောအမျိုးသမီးနဲ့ဖောက်ပြန်မှုလုံးဝမရှိဘဲနဲ့ဘာရှိလဲဆိုရင်သူ့ရဲ့ဇနီးမယားဟောင်းနဲ့တွားပြီးတော့ပြန်ပတ်သက်နေတာပေါ့နော်ပြန်ပတ်သက်တဲ့အခါကျတော့ပြန်ပြီးတော့လက်ထက်မဲ့အနေထားကိုပြန်ပေါင်းလိုက်ကြတယ်နော်ပြန်ပေါင်းလိုက်တဲ့အနေထားလေးဖြစ်သွားတဲ့အခါကျတော့ဒီဘက်ကအမျိုးသမီးကသူဒီအပြိုလည်းဖြစ်တယ်သူကပတ်ဝန်းကျင်မှာဂုံတိတ်ခါတွေရောအများကြီးကြဆင်းရတာပေါ့နော်ဒါကြောင့်မို့လို့သူ့အနေနဲ့ကြတော့နာကျင်မှုတွေရောခံပြင်းမှုတွေရောချစ်စိတ်တွေရောအများကြီးပဲသူဒုက္ခရောက်ရတာပေါ့နော်ဒုက္ခရောက်တဲ့ခါကျတော့ဒါဘာလုပ်မလဲသူ့လက်လွတ်လိုက်တော့မှာလားလက်လွတ်မယ်ဆိုရင်တော့လွတ်ချလိုက်တော့ပေါ့နော်ဘာမှရရအစီရင်တွေဘာမှလုပ်မနေနဲ့တော့သူ့မပြတ်သားနိုင်ဘူးချစ်လို့တော့မဟုတ်တော့ဘူးကျွန်တော်ပြန်ပြီးတောင်းမေးစေချင်တယ်တချို့ကလည်းချစ်တယ်ပြန်လာစေချင်တယ်เนาะတရားကြောင့်လည်းတော့မတူကြပါဘူးစိတ်သက်တွေမတူညီကြအောင်เนาะအဲ့တော့လွင်းပြောမယ်ဆိုရင်သူ့ကိုပြန်လာစေချင်တယ်ဆိုရင်တော့မိမိပေးဆက်ထားတဲ့အရာတွေထိုက်တန်သွားတယ်သူ့ကိုပြန်လာစေချင်တယ်ဆိုရင်ဘာလုပ်လို့ရလဲဆိုတော့မိမိတို့နေထိုင်တဲ့မြို့ရွာနဲ့ဆိုင်တာပေါ့เนาะမြို့ရွာနဲ့ဆိုင်တယ်မြို့ဆောင်နဲ့တူမြို့ပိုင်လို့ဆိုတာရှိရเนาะမြို့ပိုင်ကွင်းပိုင်လဲပိုင်ဆိုတာရှိရလေဒါကြောင့်မို့လို့မန္တလေးမြို့နဲ့ပြောမှဆိုဒါမန္တလေးမြို့ဘိုးကြီးစီမှာတွားပြီးတော့အကူအညီတောင်းအောင်ပါဗောနော်ဒါကျွန်တော်ကဥပမာပေးပြီးတော့ပြောပြတာမန္တလေးမြို့မှာနေထိုင်တဲ့သူတွေအားလုံးဆိုရင်မန္တလေးမြို့ဘိုးကြီးစီကိုတွားဘယ်လိုလုပ်ရမလဲဆိုရင်တော့ကြော်ပွဲ3ပြီးပွဲတော့လိုတာဗောနော်3ပြီးပွဲ3ပွဲလိုတယ်နော်3ပြီးပွဲ3ပွဲလိုတယ်3ပွဲလှူပေးရပါအဲ3ပွဲလှူပေးတဲ့နေရာမှာကြော်ပွဲအောက်မှာအင်ဂျီဝတ်စားရေးထည့်ပေးရမယ်နော်မျိုးသားရဲ့ပစိုးမျိုးသားရဲ့အင်ဂျီလက်ရှည်ဗောနော်အယောင်တွေမလိုပါဘူး။ဘာကြောင့်ဖြစ်ရတယ်။အမျိုးသားရဲ့ပစိုးမိကျွေတိုက်ပြီးသားရှော့ပြီးမိကျွေတိုက်ပြီးသားခောက်ရက်လေးကိုမလင်းရုပ်ဘိုးကြီးရဲ့နန်းအရှိမှသွားပြီးတော့ချပြရတဲ့အပေါ်မှာကြော်ပွဲတင်။ပြောချင်တာပစိုးကိုကြော်ပွဲနဲ့ဖိလိုက်တာ။သူ့ရဲ့အင်လက်ရှိကိုလည်းကြော်ပွဲတစ်ပွဲနဲ့ထပ်ဖိလိုက်။နောက်တစ်ခါကျတော့မိမိရဲ့အင်လက်ရှိလိုတာပေါ့နော်။မိမိရဲ့အင်လက်ရှိတစ်ထည်ကလည်းအဲ့လိုပဲကြော်ပွဲနဲ့ဖိလိုက်။ကြော်ပွဲက3ပြီး3ပွဲပေးရမှာပေါ့နော်။အဲ့လိုမျိုးဖိလိုက်။ဖိပြီးတော့အခါကျရင်ဘာလိုရလဲဆိုရင်ဓာတ်ပုံတော့လိုတာပေါ့နော်။ဓာတ်ပုံနဲ့နေနဲ့မှာတခါတည်းအပ်ပေးရမှာမို့လို့အမျိုးသားရဲ့ဓာတ်ပုံလိုတယ်မိမိရဲ့ဓာတ်ပုံလည်းလိုတာပေါ့နော်အမျိုးသားရဲ့ဓာတ်ပုံကကြတော့ဓာတ်ပုံပဲလိုတယ်အမျိုးသားဓာတ်ပုံမှာကြတော့မိမိမျိုးသားဓာတ်ပုံကြတော့မိမိဖြစ်ချင်တဲ့အကြောင်းအရာစာရေးငါးစီကိုပြန်လာပါတော့ဘာလို့ညောတာမိမိရဲ့ရင်တွင်းခံစားချက်တွေရေးပြီးသွားရင်မိမိရဲ့အင်ကြီးအောက်ထဲကိုထည့်အင်ကြီးကောက်ကြတယ်မှာထည့်ထားပြီးလိုက်အမျိုးသားရဲ့ဓာတ်ပုံ2ပုံကကြတော့မိမိရဲ့ဓာတ်ပုံကကြတော့2ပုံလိုလိမ့်မယ်နော်မိမိရဲ့ဓာတ်ပုံ2ပုံကကြတော့မိမိဖြစ်ချင်တဲ့အကြောင်းအရာအားလုံးရေးပြီးသွားရင်အမျိုးသားရဲ့ပစိုးကောက်တယ်မှာတစ်ခုထည့်အမျိုးသားရဲ့အင်ကြီးကောက်ကြတယ်မှာတစ်ခုထည့်ပြီးတော့မှကြော်ပွဲနဲ့ဖိပြီးတော့မန္တလေးဘိုးကြီးကိုဆုတောင်းပါပေါ့နော်ဒါဘယ်နေ့ရက်အတွင်းမှာပြန်လာပါစေပေါ့နော်မိမိရဲ့ရက်သတ်မှတ်ခဲ့လိုက်15ရက်နဲ့ပြန်လာစေချင်တာလား1လနဲ့ပြန်လာစေချင်တာလားနော်ဒါမျိုးကိုသတ်မှတ်ပေးလိုက်နော်ရက်သတ်မှတ်ပေးတော့မှအဲ့ရက်သတ်မှတ်တဲ့အတွင်းမှာပြန်ရောက်လာပါတယ်ပြန်ပြီးတော့ဆက်သွယ်ရတဲ့ထူးခြားမှုရှိပါတယ်ဆိုရင်နောက်တစ်ခါကျရင်အဲ့မန်လေးဘိုးကြီးစီကိုတွားပြီးတော့ကိုဘီပွဲနဲ့ငါပြောသေးကိုဘီပွဲတပွဲတည်းပေါ့နော်တပွဲတည်းနဲ့တွားပြီးတော့လှူပေးလိုက်နော်ဒါဆိုရင်ဂတိကိုကြေပါတယ်ဒါဆိုရင်အဆင်ပြေပါတယ်အဲ့တော့မိမိနေထိုင်တဲ့မြို့တွေရွာတွေနေနဲ့သက်ဆိုင်တာပေါ့နော်တချို့ကကြောက်လေတချို့သောရွာလေးတွေမှာကျတော့မြို့တော်ရှင်ရွာတော်ရှင်ဆိုတာရှိပါတယ်နော်မြင်းမြူရှင်ဆိုတာရှိတယ်အဲ့တော့မိမိနေထိုင်တဲ့မိမိမြို့ရက်ကွက်ကိုစောက်တဲ့နန်းတစ်ခုမှာတွားပြီးတော့အခုလိုပဲကြော်ပွဲ3ပြီးပွဲနဲ့အင်ကြီးပစိုးတက်ပုံဒါမျိုးတွေတွားပြီးလုပ်ပေးမယ်ဆိုရင်တော့အဆင်ပြေပါတယ်တတ်မှတ်တဲ့ရက်ကတော့မိမိပါဇက်ကကိုယ်တိုင်တတ်မှတ်ခဲ့ရမှာပေါ့နော်ပြောချင်တာကနက်နဲ့တွားပြီးတော့ဘေးယူလုပ်တာပေါ့နော်နက်နဲ့တွားပြီးတော့ဘေးယူခုတွားလုပ်လိုက်ကြမို့လို့အဆင်ပြေပါလိမ့်မယ်အားလုံးပဲအိမ်တော်ရင်းတာယာကြပါစေ